ရမ်းဆွဲပြီးတော့ထွက်တဲ့အရာမှကြာလေယောက်ျားလေးတွေအတွက်ကိုအဆင်ပြေတယ် natural ဘက်ကိုလည်းသွားတဲ့အပြင်ကနှကန်းသားလေးကိုဖူးဖူးလေးနဲ့ဖြစ်သွားတာဆိုတော့လေရမ်းလာတယ်လို့ခံစားရတယ်ကိုနောက်ဆုံးတော့ပြောချင်တာရမ်းလာတယ်ကိုKeratin ပါတယ်ဆိုတော့ဆက်ပြောလေရပြီပြီးထားပဲ Keratin ပြောတယ် Keratin ပါတယ်ဆန်ပြောပြီးတော့အနက်မောင်တန်ဆန်းစီပါတယ်ခင်ဗျာဒီလိုတက်တင်လိုက်သေးတာရှိုင်းဆိုရနေပြီတက်တင်လို့အဲ့လိုလားဟောနဲ့မျက်နှာပြောင်နဲ့အပြင်ထွက်ရင်လည်းရတယ်ဒီကစပင်းပုံကြနေ ခုလည်းမျက်နှာပြောင်ပဲလေနော်တားရတယ်ကွာဘယ်လိုလာပုတ်လဲလာလို့ပုတ်လေဘာမှမပါတယ်လို့နင်လားအေးဘာမှမပါအော်